大家好，喊ပြကျွေးအားလုံးမင်္ဂလာပါဆမ်မဲဖူလိုကနေကြိုဆိုပါတယ်ဒီနေ့ကတော့ဆိုင်းမိုင်တို့နေရာပါပေါ့နော်20စားပြမှာဖြစ်ပါတယ်ဆမ်မဲပုံမှန်ဆိုလို့ရှိရင်20အရန်ကြိုက်တယ်ဒါပေမဲ့ပေါ့နော်ပတ်စံနှမျောလို့တော့ဒါပေမဲ့တိတ်မဝယ်စားပေါ့နော်ဒါပေမဲ့20ဆိုင်တင်လို့ရှိရင်အမြဲတမ်းမျက်စိအစာကြီးတော့အမြဲတမ်းချောင်းချောင်းကြည့်ရပါတော့အဲ့တော့သူကတည်တယ်အဲ့ဒါမလို့ဝယ်ကြွေးတာပဲဖြစ်ပါတယ်ကိုတရားနဲ့ဆိုလို့ရှိရင်တော့ဝယ်စားမှာမဟုတ်ပဲဒါပေမဲ့သူကဝယ်ကြွေးရပါတော့ကိုကအရန်စားချင်မှအဲ့လိုမျိုးဝယ်စားဖြစ်တာပေါ့နော်โอเคကြီးဆုံးအလဲပါနော်ဟိုတော်လေးကြည့်ရပါနော်သူကြီးကဒါအားလုံးပေါင်းကတော့300ကျော်ဘူးပဲပေါ့နော်400နီး400မှာ50ပဲပို့တယ်350နော်ဆိုပါကျွန်တော်တော့ကြည့်ရတယ်ဆိုတော့ထိုင်းဒီတင်တယ်ပေါ့နော်ထိုင်းဒီပဲဟုတ်တယ်ဒါအကျွတ်တော်တော်လေးကိုစားကောင်းတဲ့ပုံမှန်နော်ဆိုရင်အားလုံးစားကြပါဦးအကိန်းစားကြပါကိန်းစားကြပါโอเคရကြည့်ရဟာပြီးပေါ့ဒီကောင်သေးရဆိုတော့စားကြပါဦးဟန်ပြကျွေးပြည့်မွေးอ่ะသူရတာတော့ပါပြောမှာနော်အစစ်တေးပဲအစစ်တေးတေးတော့ပဲဒီရပါဒီလိုအကောင်အလုံးဒီမှာတေးရပါတော်လေးတန်လို့ပြောမှာနော်ဒါတေးစားမှာဖြစ်ပါတယ်ဒါတော့အကြီးစားမအဲ့ဒီတေးကချုံမဲ့ပုံပဲကြွေးကြည့်ဒီတော့ပဲအိုးဒါနဲ့ပြောပြီးတော့နော်ပူပြောနေဆိုတော့ဟုတ်ဒီနာလေးစားချင်တာညအာဖဲဘယ်တော့ဟဲ့ချိုးရတာပူချိုးပူမဲ့ရအတေးကပူပြီးတော့မဲ့နေတယ်မျိုးပါနော်တေးပွားလာလောပါကြီးရဲ့ကြည့်ပါဒီကောင်တော်မဲ့နေပြောနေပါစားကောင်းလဲပြောတာမာလဲမိုက်ရဝင်းနေရောသူရင်းနေမကြိုက်တဲ့လူရတော့နာချစ်သူအမဆိုပုံမှန်ဆိုရှင်ဒီပုံမှန်ဆိုလို့ရှိရင်အဲ့ဒီဒွင်းဒီကိုဒီမျိုးတိတ်မဝယ်စားအလုံးလိုက်တည်အောင်အလုံးလိုက်ဝယ်စားချစ်စွမြင့်သူနဲ့ဒီတိုင်တွားပြီးတော့ဒုက္ခပေးရတယ်အနည်းနေစားပါတယ်ဒွင်းဒီဆိုလုံးဝမကြိုက်ဒီအဆုတလုံးလုံးမှဒီလောက်ပဲပါဘယ်လိုလဲအဲ့ဒါဒီကိုနည်းမဲ့ရဘူးဒီကောင်တိတ်ပြီးတော့ကျွတ်တယ်ဟောကျွတ်တယ်ဒီဟောကျွတ်တယ်ပြောရတာပိုချိုးလိုမျိုးပဲနော်မအားရနဲ့ပေါ့မစားကောင်းနောက်ထပ်1 ရက်2 ရက်လောက်ထိုင်ရတော့စားလို့ကောင်းတယ်โอเคအစင်ဒီနေ့တော့ဒီလောက်ပါပဲတော်တော်လေးစားကောင်းတယ်အကုန်ကုန်သွားပြီโอเค bye
နောက်ဗီဒီယိုမှာပြန်တွေ့ကြမှာနော်